classroom management မှာအရေးကြီးဆုံး tip တစ်ခုကိုရှင်းပြပါမယ်။အဲ့တော့ classroom management ကတကယ်တော့ classroom ကို manage လုပ်ရတာမဟုတ်ပါဘူး။ကိုတိုင်ကို manage လုပ်ရတာဖြစ်ပါတယ်။ကျောင်းသားတွေကဆရာမတယောက်ကိုစာမေးပွဲတွေစစ်လိုက်မယ်။ဒီဆရာမတယောက်ကအတန်းကိုအကျဉ်းနဲ့ aura မျိုးမလုပ်ဘဲနဲ့တိတ်ဆိတ်ကောင်းလုပ်နိုင်လား။ပြီးဒီဆရာမတယောက်ကကျောင်းသားပြောတာကိုတိတ်ချနားထောင်ရဲ့လား။ပြီးဒီဆရာမရဲ့ rules တွေကတင်းနဲ့တက်တူလားတခါလေကျရင်ဆရာမကဒီ rule တစ်ခုချလိုက်ပြီမယ်နောက်နေ့ကျရင်သူကိုယ်တိုင်ဒီ rule ကိုဖောက်ဖျက်ဖို့အတွက်ခွင့်ပေးလိုက်တာမျိုးတွေဖြစ်တတ်တယ်ပြီးရင်အကယ်၍ကျောင်းသားကမိခွန်းတစ်ခုကိုမေးလိုက်တယ်ဆိုရင်ဒီဆရာမကစိတ်မတူဒေါသမထွက်ပဲနဲ့ပြန်ပြီးတော့ပြင်ပေးတတ်လားပြန်ပြီး feedback တွေပေးတတ်လားနောက်ဆုံးကတော့ဒီဆရာမတယောက်ကသူပြောထားတဲ့စီမင်းစည်းကမ်းတွေတိုင်းသူကိုယ်တိုင်နေထိုင်ရလားဒါတွေကိုဆရာမတွေကိုနေ့စဉ်စာမေးပွဲတွေစစ်လိုက်မယ်အဲ့တော့ဒီချိန်မှာအရေးကြီးတာကကြတော့ကိုကဒါဆိုရင်ပဲ classroom management ဆောက်တော့ဖတ်ရမလဲဘယ်လိုလုပ်ရမလဲဆိုတာချက်တခုပဲသိရမှာကကိုယ့်ရဲ့စာသင်ခန်းကကိုယ့်ရဲ့မှန်တစ်ချက်လိုပါပဲအဲ့တော့မှန်တစ်ချက်ထောင်ထားခဲ့ဆိုရင်ကိုကပြုံးပြရဲဆိုရင်ကိုယ့်ရဲ့မှန်ကပြန်ပြီးပြုံးပြပါလိမ့်မယ်ဆရာမတယောက်က aircon တစ်ခုလိုပါပဲအဲ့တော့ aircon က temperature ကပူနေရဆိုရင်စာသင်ခန်းက temperature ကပူနေမှာဖြစ်ပြီးတော့ aircon ကအေးနေရဆိုစာသင်ခန်းကအေးနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့အရေးကြီးဆုံး classroom management tip ကတော့ဆရာမတွေ self management ပဲဖြစ်ပါတယ်။ဒီဗီဒီယိုကနေပြီးတော့အတွေ့အကြုံရခဲ့ဆိုရင်ဘာရခဲ့လဲဆိုတော့ဒီဗီဒီယိုအောက်မှာ comment လေးမှတ်ပြီးပါ share အတူတူဆွေးနွေးကြပါမယ်။ Have a great day. Bye bye.